ဘူးကြီးနဲ့ဒီမနေ့ကတော့ကမန်းကတန်းလေးပဲအရင်ထည့်လိုက်မယ်ပေါ့နော်အတော့ထည့်လို့ဆိုရင်တော့နည်းနည်းတော့စားရတာပေါ့နော်တကယ်တော့အတော့မအားဘူးဆိုရင်တော့သမီးလေးကတော့ခိုင်တောင်နဲ့ကဆူရဲခိုင်တောင်နဲ့ကဆူရဲပေါ့အတော့ကတော့ရုပ်ကြီးရစီစားလိုက်မယ်ဒီမောက်ထည့်လိုက်မယ်အိုးဆုံးကလည်းပြုတ်ကြနေတယ်ဟိုကလည်းကြီးတယ်ဆိုတော့ခုနကစီနည်းနည်းပူသွားတယ်ဆိုတော့သမီးမောက်ထည့်လိုက်ပေါ့နော်ဒီရတော့နည်းနည်းပဲထည့်ထားတယ်ခဏနေကြရင်စက်သားထည့်မယ်စိတ်စားရပြီးတော့ပါတာပေါ့နော်ရပါပြီရုပ်ကြီးရမွေးလာပြီဆိုတော့စက်သားထည့်လိုက်မယ်စက်သားနည်းနည်းလားမွေးရအောင်ပေါ့နော်ခဏနေကြရင်ဘူးဒီနဲ့ထည့်မယ်ဒီနေ့လည်းအသီးစုံပေါ့ပြီးစုံပေါ့ဒါတော့ကျဲရဲ့အမှားပေါ့နော်နည်းနည်းလားအရင်စီစားလိုက်တယ်နောက်တော့ကျက်ချီတောက်ပါထည့်လိုက်မယ်တိတိုင်အေးမှနည်းနည်းကြံနေလို့လေအဲ့ဒါတော့အကောလုံးအတော်ထည့်လိုက်တယ်အစီလေးထည့်လာပြီးမွေးလာပြီးဆိုတော့ငရုတ်ကြီးရလဲနှာခေါင်းထည့်လဲရေနည်းနည်းထည့်လိုက်မယ်ဒါတော့ရေမွေးလေးပါစိဒီကြားလို့စိစားရတယ်ဟိုကတော့အဖုံးနဲ့ပိတ်လိုက်မယ်ကျက်တာတော့မွေးလာပြီးအရေချပြီးဆိုတော့ဘူးပြီးထည့်လိုက်မယ်ဒီဆိုတော့တူလေးရတယ်လေခရမ်းပြီးလေးထည့်လိုက်မယ်သူတို့ကတော့သူ့ဆရာတွေငပိနဲ့စားတယ်ဆိုတော့သူတို့ဟိုမှာနည်းနည်းဒီမှာနည်းနည်းယူလာတယ်ဆိုတော့တော့ငါငပိနဲ့ဆိုရင်စားလို့မကုန်လို့ဆိုရင်အတော်ထားရတယ်ဆိုတော့ဟိုမှာနည်းနည်းဒီမှာနည်းနည်းချဲ့လိုက်တယ်ကြက်သားလေးနည်းနည်းဆိုတော့တူလေးရပြန်ပြီပေါ့နော်ခရမ်းချင်းဒီမှာထည့်လိုက်မယ်တူလေးပါအတော်ရဲ့ခင်းလေးရတော့ရပါပြီစင်းရေထည့်လိုက်မယ်ရေနွေးထည့်လိုက်မယ်ခဏနေကြရင်တော့ပြင်နဲ့ပြန်အုပ်မယ်အများကြီးစားရတာပေါ့အဲ့ဒါဆိုရင်ရလုံးမွေးတယ်ရပါပြီစင်းစက်သားမုတ်ထည့်လိုက်မယ်အတော်ခင်းချဲတာတော့လွယ်လေးပဲစက်သားမုတ်နဲ့နောင်ပါလေးနဲ့စိတ်စားငပိနဲ့ဒါပါပဲအချူမုတ်လေးထည့်စရာမလိုပေါ့နော်ခင်းဦးကကြီးတယ်ဆိုတော့နောင်ပါလေးမများထည့်ပြီးပါထည့်လိုက်မယ်တိတိုင်အိမ်မှာထိတယ်စီတယ်ဆိုတော့ငါငပိနဲ့စားမကုန်လို့စင်ကြာသားလို့ဆိုရင်ငရုတ်သီးစိတ်ပါထည့်လိုက်မယ်တော့ရိတ်ခင်းရတော့နောက်ပြင်တော့အုပ်လိုက်မယ်ခဏနေတိုင်းသမီးနဲ့ခဏစားတော့မယ်အတော့ချဲရတယ်ဆိုရင်တော့ကောင်းစားရတာပေါ့နော်မဟုတ်ရင်မအားဘူးဆိုရင်တော့သမီးကတော့ကျဲဦးနဲ့ဆိုရွက်ကြော်လေးပါပေါ့အတော့ချဲလိုက်လို့ဆိုရင်ကောင်းလေးစားရတယ်တူလေးရတယ်ပေါ့အရန်လေးစကြည်တယ်ခုမှနည်းနည်းဒီမှနည်းနည်းလေးဆိုအတော့ချဲလိုက်ခင်ကတူပြန်ပြီအရန်လေးမွေးလာပြီနောက်ပြင်နဲ့အုပ်ထားတယ်ဆိုအတော့ကတော့နည်းနည်းညှိကြည့်လိုက်မယ်ခဏနေကြိုက်ပြောအောင်မယ်ပေါ့ဦးလေးတို့တပြည့်စီသမားလို့ပေါ့တစ်ခါငန်းတစ်ခါဆိုတော့အရန်လို့အစိတ်တည်တယ်ခရမ်းချီပြီးနဲ့ပေါ့ခရမ်းချီပြီးနဲ့ဘူးပြီးနဲ့ခရမ်းပြီးနဲ့ချီချင်းလေးနဲ့လေးပေါ့မွေးမှအတော်ရဲ့ဟင်းရတော့စစ်တီးစုံဆိုတော့ဆယ်ပဲကြက်ချီတောက်လေးနဲ့မနန်ဒီကြက်ချီတောက်တစ်ဖက်တော်ကြီးလေအတော်ကတော့ကြက်ချီတောက်တစ်ဖက်ပဲကြိုက်တယ်ကျက်သားပေါ့မွေးမမွေးပဲကျက်ချီတော့တော့တမအကြိုက်ပေါ့သမီးကကြက်ချီတောက်ကြိုက်တယ်ဆိုတော့မများလေးပြကြိုက်ရတယ်ပေါ့နော်အတော်ကတော့ကြက်ချီတောက်စားလို့ဆိုရင်ကြိုက်လို့ဆိုရင်အချိန်ကုန်တယ်ပေါ့နော်သမီးစားလို့ဆိုရင်မြန်ပါလေသမီးခမမအတော်ခမယ်ရပြီမွေးမမွေးပဲအရန်လို့မွေးတယ်သမီးလာစားကြပါဦးစင်းဘူးဒီနဲ့သမီးလာစားကြပါဦးစင်းဘူးဒီနဲ့ကြက်သားနဲ့ကြက်သားချီတော့ပေါ့ကြက်ချီတော့နဲ့ပါလေးတယ်ခရမ်းချင်ဒီနဲ့ဘူးဒီခရမ်းချင်ဒီခရမ်းဒီကြက်ချီတောက်ကြက်သားရောလိုက်တယ်ပေါ့နော်ဒီလေးပါသေးတယ်ကောင်းမယ်ကောင်းလာပြီရွာလိုမျိုးပဲပေါ့ကောင်းပဲအတော်ကတော့ဒီမနေ့ကတော့ငပိထောင်းလေးထောင်းမအားတော့ဘူးငရုတ်တကယ်တော့ဆဆကြိုက်ငရုတ်ဒီတောက်စီတယ်အတော်ကတော့အကြိုက်တာပေါ့တကယ်တော့မဆဘူးဆိုရင်ကျူးလေးနဲ့အတော်ကလော်ပြီးတော့ဘူးထဲမှာထည့်ထားတယ်အမြဲကြီးပဲငရုတ်ဒီစားလေးပါလေးအတော်ကတော့ကောင်းပါငရုတ်ကြီးဘူးဟာမင်းဟာတကယ်ပဲမစားတာမိုင်ပဲဒီနေ့ကတော့အတော်ချက်ထားတယ်ဆိုတော့အားလို့ဆိုရင်အတော်ချက်လို့ဆိုရင်သမီးကတော့အများကြီးစားတာပေါ့